Hello အားလုံးပဲမင်္ဂလာဗျာဒီနေ့ကတော့ကျွန်တော် Central သွားမှာဖြစ်ပါတယ်ဘာလို့မှလဲဆိုတော့ဖုန်းနောက်မှန်သွားလဲမှာဖြစ်ပါတယ်ကျွန်တော် Central မှာဘယ်လိုပြဿနာနဲ့ကြုံခဲ့ရလဲဆိုတာကိုကျွန်တော်ရဲ့တနည်းတာ Problem ကိုကြည့်ရှုပြကြပါဦးခင်ဗျာအခုကျွန်တော် Central တော့ရောက်ရှိသွားပါပြီဖုန်းနောက်မှန်လဲမဲ့ဆိုင်ကိုကျွန်တော်သွားနေရဖြစ်ပါတယ်ဖုန်းနောက်မှန်တစ်ချက်ကိုရှင်းထောင်ယူပြီးတော့ကျွန်တော်ကို Revision မှာရှိတဲ့ဆက်ဆိုင်ကဂျင်းထည့်တာဖြစ်ပါတယ်တော့ကျွန်တော် Central မှာရှိတဲ့ Oppo ဆိုင်မှာပဲကျွန်တော်လာလဲရဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနောက်မှန်ကြတော့ဒီနေ့ဝယ်လာနောက်နေ့ပစ်ခွက်လိုက်တော့စုပ်ပြတ်သွားတာဖြစ်ပါတယ်ဒါကိုကျွန်တော်နည်းနည်းနေပါကင်ခဲ့တာဖြစ်ပါတယ်ဒီဆိုင်မှာကြတော့ဈေးအရင်တော်လို့ကျွန်တော် booking ယူပြီးတော့လာလို့ရဖြစ်ပါတယ် customer ရှင်းမှာပဲပြင်ပေးတယ်ဆိုတော့ကျွန်တော်သူရုပ်ချမှုပေးနေနေကျွန်တော်တခုတော့စာရင်းနဲ့စောင့်နေမှာဖြစ်ပါတယ်ကျွန်တော်ဘယ်နေရာတော့ကဖောက်မှုကိုတော့ကြိုက်ပါတယ်စားကြပါဦးခင်ဗျာကျွန်တော်ထမင်းစားပြီးတာနဲ့တောက်ဖို့ဆိုပြီးတော့ကျွန်တော်ရေပြူးလာပြီးတာကျွန်တော်နဘေးရကျွန်တော်တကင်ကြီးဖြစ်ပါတယ်ဒါကိုကျွန်တော်လူ2ယောက်ကတောက်ပြလိုက်တာဖြစ်ပါတယ်အမှပြဿနာဆလာဖြစ်ပါတယ်ကျွန်တော်ထမင်းစားပြီးွားတာနဲ့တကူတောက်မှရမယ်ဆိုပြီးတော့ရှေ့ရဆိုင်မှာကျွန်တော်အေးဝက်တောက်ဖို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုတင်ပေးရခြင်းကြောင့်ရင်ကတော့ဘယ်သူမှထိခိုက်နေနာလို့စမရှိပါဘူးဒါပေမဲ့ကိုလို့တဲ့ရာမှန်သမျှကိုပြန်ပြီးတော့သုံးသပ်ပြီးတော့စစ်ဆေးဖို့တော့လိုတာပေါ့နော်ပေးရမှာဆိုပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ကချမ်းမတော့အရင်ကြိတ်တဲ့သူပါအချင်းကြိုက်နေဆိုတော့ဒါနဲ့ကျွန်တော်လည်းချမ်းမတော့ကျွန်တော်မြည်ကြည့်တာပေါ့နော်ယူပြီးတော့ကျွန်တော်မြည်ကြည့်တော့ဒီရတာဗျာပုံမှန်ရတာနဲ့မတူဘူးဗျာပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ချမနောတောက်နေကြပါတော့သူချင်းတဲ့ပူဇံမကြီးသေးပုံနေတဲ့ပူဇံလိုမျိုးဗျာဒါပေမဲ့တပြန်တီးကတရားမှာ20လောက်ပဲပါဝင်နေတဲ့ပူဇံလိုမျိုးပေါ့နော်ဒါပေမဲ့ဘယ်ဟာမှမရှိပါဘူးရေတောက်နေတယ်လို့ပဲဗျာကျွန်တော်ချိုလေးလိုပါဆိုမှကျွန်တော်လူကဘာလာရှာနေတော့မသိဘူးပေါ့နော်သူပြင်ပြီးတာနဲ့ကျွန်တော်နောက်တစ်ခါမြည်ကြည့်တာပေါ့နော်သူရလာတဲ့လူလေသူတို့မြန်မာထင်တော့ကျွန်တော်မြန်မာလိုကောက်ပြောလိုက်တော့သူတို့မြန်မာဖြစ်နေတာပေါ့နော်အမှဆိုင်ရှိမှကျတော့ကျွန်တော်လောကမျက်နှာမပြေပဲကျွန်တော်တောက်နေသေးတယ်ဒါပေမဲ့ကျွန်တော်ဟိုဘက်ကိုထွက်လာလိုက်တယ်ကြည့်ဒီကြည့်ပေါ့နော်နောက်ဆိုတော့ကျွန်တော်ထပ်တောက်သေးတယ်ထောက်သေးတော့ကျွန်တော်မှီပြီးတော့လည်းထပ်တောက်သေးတယ်အဲ့တော့စင်မပြေဘူးဆိုတော့ဒီကျွန်တော်နောက်ကပါလာတဲ့ထိုင်းနေရောက်ကိုကျွန်တော်ကပြီးမိတာပေါ့နော်သူတို့လည်းတောက်နေကြဆိုတော့နောက်ဆိုသူတို့လည်းတောက်မရဘူးဆိုတော့နောက်ဆိုလမ်းရွေးရတာပေါ့နော်ဒါနဲ့ကျွန်တော်ဖုန်းလေးပြေးသွားတာကြာပြီပေါ့နော်အခုလို့ဘယ်လောက်ကြာလဲဆိုတော့2100ပဲကြာဖြစ်ပါတယ်ပြီးတော့ဖုန်းကာဗာလက်ဆောင်တစ်ခုလည်းပေးရဖြစ်ပါတယ်ဖုန်းပြေးပြီးသွားတာနဲ့ကျွန်တော်တို့အိမ်ပြန်မှာဖြစ်ပါတယ်ဒါကျွန်တော်ဗီဒီယိုစဆုံးကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတန်းကိုအလုပ်ကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာဆက်စုပ်ပါမယ်ဗျာအားလုံးပျော်ရွှင်ချမ်းသာကြပါစေဗျာနောက်ဗီဒီယိုမှာဆက်စုပ်ပါမယ်ဗျာကျွန်တော်ဗီဒီယိုနဲ့တက်လို့ရှိရင်လည်း like share တခုဖြစ်ဖြစ်လုပ်ပေးပါရပါတယ်